ကျွန်တော်တို့တွေးရမယ်အခုဗိုလ်ချုပ်ချိုထွန်းအောင်ဗိုလ်ချုပ်ကြီးချိုထွန်းအောင်ဖြစ်တဲ့နေကျော်တငယ်ချင်းကိုယ်တိုင်သွားတကြိုခဲ့တယ်နော်ကျော်တငယ်ချင်းသွားတကြိုတယ်ကျွန်တော်တို့တက်မတော်ကနော်အငိမ့်သားလူတွေလည်းကျွန်တော်ပြောခြင်းတယ်ခမားတို့ကိုအယုံကြည်မလွယ်ပါနဲ့နှစ်ခါရှိပြီတခါလဲအဲ့လိုပဲကားနဲ့တိုက်တက်ပြန်ရမှာဟုတ်မတိုက်တက်ဘူးအခုလေအိမ်ရှိမှာစွန်းလောင်းတယ်ဟိုကကျွန်တော်အမြဲတမ်းပြောတယ်မတ်စတာထားရင်အုတ်ထုတ်ဆောင်းထားရင်ဘာဖြစ်လဲမဟုတ်ဗျာတက်မတော်ကဘိုးချုပ်ကြီးတယောက်ဗျာအဲ့လောက်တော့မှအတိမြင်မရှိဘူးလားမရှိတော့သေပေါ့ဗျာအဲ့လောက်တော့မှအတိမြင်မရှိဘူးလားမရှိတော့သေပေါ့ဗျာအဲ့လောက်တော့မှအတိမြင်မရှိဘူးလားမရှိတော့သေပေါ့ဗျာမရှိတော့သေပေါ့ဗျာဘယ်နေရာမှာမလုံခြုံဘူးဘယ်နေရာမှာမလုံခြုံဘူးဘယ်နေရာမှာမလုံခြုံဘူး